မင်္ဂလာပါလို့တကယ်ကြီးလို့အားလုံးနှုတ်ဆက်လိုက်ပါတယ်ဒီပတ်မှာကျွန်တော်ရဲ့2 week ကလဲမဲ့อ่ะ quarter final result လေးကျွန်တော်ရဲ့တကယ်ကြီးလို့ချက်လောက်ကြည့်လိုက်ရအောင် okay ကျွန်တော်ရဲ့အသင်းကတော့ဒီပတ်မှာ free hit နဲ့ပြင်ဆင်ထားပြီမယ်ကက်ပိုလို့ကြက်ကတ်သွားတယ်အဲ့လိုဆိုတာကက်ပိုနဲ့ဖိုတန်နဲ့လဲလိုက်တဲ့နောင်တလေး okay တကယ်ကြီးလို့နဲ့ကျွန်တော်နဲ့တူတူquarter final မှာဘယ်လို result လေးနဲ့တက်သွားချက်လောက်ကြည့်လိုက်ရအောင် quarter final ခုပြန်ဆိုင်မဲ့အသင်းဟာ entry plan နဲ့ Blue Lion Fantasy ပြီးတော့ FCT ခန်းနာနဲ့ Acri Waiter Legion နဲ့ Ganja Master Diva နဲ့ City လို့ okay ကျွန်တော် entry plan နဲ့ Blue Lion ပွဲစဉ်နဲ့ချက်လောက်ကြည့်လိုက်ရအောင် 2 week 11ဒီမှာကျွန်တော် Tuesday final လို့ရေးထားအနေထား Andrea ရမ80 transfer တစ်ခုတော့ကျန်ထားသေးတယ်80နဲ့ Blue Lion Fantasy က Blue Lion Fantasy ကရမ35မှတ်နဲ့ entry plan နဲ့နောက်တစ်ဆက်ကိုတက်လန်းသွားပါ okay ကျွန်တော်နောက်ပွဲစဉ်လေးချက်လောက်ကြည့်လိုက်အောင် FCD ကန်းနာနဲ့ Acreator FCD ကန်းမှာရမ43မှတ် Acreaရမ43မှတ်48မှတ်နဲ့2 transfer လောက်ကျန်သေးတဲ့နေထားမှာရမကတ်လေးနဲ့ရင်ခံရတဲ့နေထားလေးတစ်ခုလို့ညီမဘာပြောနောက်ဖလားကြစူးစမ်းကြတာ okay Legion နဲ့ကန်ညာပွဲစဉ်နဲ့ချက်လောက်ကြည့်လိုက်အောင် Legion ကတော့နောက်ဆုံးမှာဖာနာတဲ့ရမလေးနဲ့ရမတော်တော်ကောင်းသွားတယ်လို့ထင်ရတာပဲ Legion ကရမ65မှတ်ဖာနာတဲ့မှတ်ကိုကြည့်လိုက်အောင်18မှတ်နဲ့နော်ကျွတ်စင် okayကန်ညာရဲ့ရမတ်လေးကိုကြည့်လိုက်အောင်အပင်တို့ပြောရမှာပေါ့ကန်ညာတော့ရမတ်90နဲ့ကပတိန်ဟာလန်၄မှတ်နဲ့ပြီးဆုံးရတဲ့အနေထားနဲ့ okay ကျွန်တော်နောက်ဆုံးပွဲစဉ်လေး Master Diva နဲ့ City လို့လေးကြည့်လိုက်အောင် Master Diva ရဲ့ free hit မှာတော့ရမတ်တော်တော်ကောင်းတယ်81မှတ်နဲ့ရရှိထားပြီးတော့ကပတိန်လည်းသူတို့ဟာလန်မှာကပတိန်သာဖာနန်နဲ့ပေးတော့ရမတ်လေးထော်ထွက်မှနေထား City လို့အနေထားချက်လောက်ကြည့်လိုက်အောင်City လို့လည်းရမှတ်မနေဘူး52မှတ်ဆိုတော့ average ရမှတ်မှာလို့ရှိတာပဲသူလည်းကြော်လာပဲ average တော့ဒီလိုနေထားနဲ့ကျွန်တော်တို့ quarter final ပြီးဆုံးပြီးတော့ semi final တက်သွားမယ်ကျွန်တော်တို့နောက်တက်မယ်၄သိန်းနဲ့ final မှာဘယ်သိန်းနဲ့တွေ့ဆုံမရဆိုကျွန်တော်ရင်ခုန်ဖို့ကောင်းတကယ်ကြီးအလုံးနောက်ဆက်လိုက်မယ်အားလုံးပဲကိုစိတ်နှပြကြမ်းပါကြပါစေ